ကောင်လေးတယောက်ဟာထူးဆန်းစွာနဲ့ငါးဆိုးတောင်လေးထွက်လာပြီးခြေထောက်ပုံစံကလည်းတဖြည်းဖြည်းပြောင်းလဲလာပါတယ်။ဘာမှမသိခင်မှာပဲသူကအဖမ်းခံလိုက်ရပါတယ်။ဘီလင်ဆန်းပြောင်းဟာကောင်လေးရှောင်ရွှဲတယောက်လူသားမာမန်ရေသူထီးဖြစ်ပြောင်းလဲသွားတာကိုမြင်တော့ချက်ချင်းပဲစမ်းသပ်မှုတွေလုပ်ဖို့ပြင်ဆင်တော့ပါရှောင်ချန်ကသူ့တငယ်ချင်းဝမ်နီမာကိုမကြည့်ရတာကြောင့်ပစိန်ကိုကင်ပြီးရေထဲခုန်ချကပိုက်ကုံကိုဖျက်တော့ပြစ်လိုက်လို့တားမီလွတ်မြောက်သွားပါတယ်။ဒါပေမဲ့ရှောင်ချန်ကုန်းပေါ်ပြန်တက်ဖို့စူးစမ်းချင်မှာတော့တန်ချင်းယာချီလေးတဲ့ပိုက်ကုံကသူ့ခြေထောက်မှာညှိပြီးပင်လေအုပ်ချီကိုဆွဲချသွားပါတယ်။စမ်းပြောင်းလဲနောင်တရရသွားပါတော့တယ်။ကန်ကောင်းထောက်မှာဆိုနဲ့ရှောင်ရွှေကရှောင်ချန်ကိုကုန်းပေါ်ပြန်ကေတင်နိုင်ခဲ့ပေမဲ့ရှောင်ချန်ကတော့ရည်နစ်ပြီးတတိလက်နေခဲ့ပါပြီ။အဲ့ဒီအချိန်မှာရှောင်ရွှေကအိုင်ဒီယာရပြီးသူ့လက်ကနေပေါ်အားတိုင်းရှိတဲ့လျှက်စစ်တပ်အားတွေကိုနှလုံးခုန်ဆက်လိုမျိုးထုတ်လွှတ်လိုက်လို့ရှောင်ချန်ပြန်လေးရှင်းတန်လာပါတယ်။စမ်းပြောင်းလဲနောင်တရပြီးလူကောင်းပြန်ဖြစ်သွားပါတော့တယ်။စမ်းပြောင်းရဲ့အဆိုအရဒီပြဿနာတွေဟာအတိတ်ကမတော်တဆမှုတစ်ခုကြောင့်စတင်ခဲ့တာပါ။သူ့ပင်လေတဲ့ငါးဖမ်းထွက်ရင်ရေသူမတားမီကိုမြင်တော့စိတ်ကျိုးပေါက်ပြီးဖမ်းဆီးကဇနီးဖြစ်တိမ့်ပိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ညံကောင်းတဲ့တားမီကသူ့မရဲ့ကလေးကိုငါးဖမ်းလီတစ်စီးပေါ်မှာထားခဲ့ပြီးစမ်းပြောင်းကိုအမျိုးမျိုးလှည့်စားခဲ့လို့စမ်းပြောင်းရဲ့လှီငယ်လေးနစ်မြုပ်သွားခဲ့ရပါတယ်။တားမီကစားလို့ဝါသွားတဲ့အချိန်မှာတော့သူ့မရဲ့ကလေးကိုတခြားတန်ငါးသေးတွေခေါ်သွားတာကိုတွေ့လိုက်ရပါတယ်။သူ့မကကုန်းပေါ်တက်လို့မရလို့အဝေးကနေပဲကြည့်နေနိုင်ခဲ့ရတာပါ။ကန်ကောင်းတာကတန်ငါးသေးလေးမယားဟာရှောင်ရွှေကိုသူ့လိုတားရင်ကိုပြိုးဆိုပြိုးထောင်ပေးခဲ့ကြပါတယ်။ရှောင်ရွှေအယွေရောက်လာတဲ့အခါ